ရွှေဦးရေကကားလေးများမင်္ဂလာပါနော်ဒီနေ့လေတကြံအကျိုးအထူး short သေးလုပ်ပေးမယ်နော် special တန်စီရမယ်မတန်ဘူးဆိုလို့ရှိရင်လုံးဝမကြည့်တဲ့ဗီဒီယိုကြော်သွားလိုက်နော်ဒီမှာကြည့်ပြပေးမယ်ဒါတွေပြပေးမှလဲဆိုဒီလိုဓာတ်စိမ့်နေနော်ဒီမှာဓာတ်စိမ့်တွေကိုကြည့်လိုက်ပါအောင်ရှင်ဓာတ်စိမ့်တွေကိုကြည့်လိုက်ပါအောင်ရှင်ဒီမှာဓာမိုးလေးတွေနော်ဓာမိုးလေးတွေဒီဟာလေးတွေဆိုအခုလက်ရှိပေါက်ဈေး3000ရှိတယ်လက်ရှိပေါက်ဈေး3000ရှိတယ်အဲ့ဒီဟာကိုဒီဗီဒီယိုကနေပြီးတော့ဒီတကွင်းကို2မီတာကွင်းကျပိန်ပိန်ဝါးဝါးဝလို့ရတယ်နော်ဒီလိုမျိုးအစင်လေးပေါ့နော်အစင်ဆုံးပြပေးမယ်နော်အစင်ဆုံးပြပေးမယ်နော်ဒီမှာနော်ဓာမိုးလေးတွေနော်အဲ့ဒါကိုပေးမဲ့ဒီက2000ခွဲနဲ့ပဲယူလိုက်ပါရှင်2000ခွဲနဲ့ပဲယူလိုက်ပါရှင်အားလေးကြိုက်တယ်ဆိုလို့ရှိရင်နံပါတ်1လေးနော်လှတယ်နော်ဒီမှာကြည့်ကျင်းရင်ရောင်လေးနော်ဒါလေးကနံပါတ်1လေးပါဒါကြအကျိုးအထူး short နော်အချင်းဓာမိုးလေးတွေပါဓာမိုးလေးပါဓာမိုးအကောင်းစားအမြင့်လိုင်းလေးတွေအင်ဒိုနီးရှားအစ်စ်ကလေးတွေကိုရမှာပါနော်ဒီမှာကြည့်ချက်သွေးရောင်လေးလှလိုက်တာစိုးဖက်နေတာပဲမကြည့်အောင်သူ့ရဲ့ဘေးမိတ်ကလေးလည်းကြည့်လိုက်ပါအောင်ရှင်ဘေးမိတ်ကလေးလည်းကြည့်လိုက်ပါဒီမှာနော်ဓာမိုးလေးတွေပါနော်ဒါလေးတွေဆိုလို့ရှိရင်လေဒီတစ်ချက်မှာလေဖွားတို့တီတီတို့မေမေတို့ကတော့အရန်ကြိုက်မှာတလားဒါလေးကချက်သွေးရောင်လေးနော်အရန်လှနော်စိုးဖက်နေဒါစိတ်တည်းကလေးမွေးတာအနှံလေးကလည်းမွေးတာစလားမက်ထရိုလေးသူကလေရနံမိုးလေးဆိုမွေးနေတာပဲတလားဒီမှာကြည့်အပြောင်လေးကိုကြည့်လိုက်အပြာရောင်လေး2မီတာခွင်းကျယ်နော်ဒီလိုအစင်လေးတွေဒီမှာခုနောက်ထွက်တဲ့အစင်ဒီဇိုင်းမျိုးလေးတွေနော်ဒါဆိုလို့ရှိရင်လက်ရေးပါတိတ်ဒီဇိုင်းလေးလက်ရေးပါတိတ်ဒီဇိုင်းလေးအမိတ်ကကြတော့သူကဒီမှာအတွင်းပြင်လက်မိတ်ပါတယ်နော်ဓာမိတ်လေးတွေနဲ့ဒါလေးတိုက်တယ်ဆိုနံပါတ်3တော့ရှေ့မှာမပြလိုက်ရလို့ဒီမှာလို့အသားတစ်စိတ်တွေအကုန်ပါတယ်ပြီးရင်အဲ့ဒါလေးကအပြပေါ့နော်ဒီဆိုလို့ရှိရင်သူကဘာရောင်လေးလဲငပိရောင်လို့မင်းကိုရောင်လို့ပုံစံလေးနော်ဒါလေးကနံပါတ်4လေးနော်နံပါတ်4လေးနော်အကွင်းယူရင်ဒီအောင်နှစ်ကွင်းယူမယ်ဆိုလို့ရှိရင်ဒလီက9000ကျမယ်မလားအဲ့9000 short ပေးလိုက်နှစ်ကွင်းကို4000ခွဲတာပေးလိုက်တော့နော်ဒီမမရပါဘူးရှင်ဒီမှာမကြည့်ပါဘူးရှင်လှလိုက်တာနော်တကယ်လှတာနော်ညာပြောတာမဟုတ်ဘူးကြည့်လိုက်ဒီမှာကြည့်ဟောဓာဆက်ကြာဓစိတ်ကလည်းကောင်းလိုက်တာရှင်ဓစိတ်ကတော့ဓာဆက်ကြာဓစိတ်ကလေးပါအသားလေးက100ရာခိုင်နှုန်းချီတာစစ်လုံးဝအာမခံတယ်နော်ချီနော်လုံးဝမရောပါဘူးရှင်ရွှေဝေးကြီးကဝတ်တဲ့သူတွေကိုကိုလိုပဲသဘောထားပြီးတော့မအေးလေးညလေးတွေဝတ်သွားမမေတီတီတို့ကတော့လည်းမျက်နှာမငယ်စေရအောင်နော်ဒီလိုအစင်ဒီလိုအသွေးဒီလိုအသားနော်အဲ့ဒါကိုဒီဈေးလေးနဲ့လုံးဝမျက်နှာမငယ်စေရအောင်ဒါဆိုလို့ရှိရင်3000ခွဲထိရောင်းတဲ့ဟာတွေကနဥပတိတ်တွေပေါ်လာပြီဆိုတဲ့နဲ့သူကနာမည်ရလာတဲ့အခုချိန်ထိရက်တည်လာတဲ့ဒါဆက်ကြတယ်ဒါဆိုလို့ရှိရင်လူကြီးတွေမကဘူးမတိလူငယ်လေးတွေလူလက်ကလေးအကုန်ဝတ်လို့ရတယ်ပန်းရောင်လေးပါရှင်မကြည့်သူ့ရဲ့ဒီမှာသူ့ရဲ့အမိတ်ကလေးကကြာဒီဇိုင်းနဲ့ဆန်းဆန်းလေးချွန်ချွန်လေးနော်အမိတ်ကအတွင်းပြင်နှစ်ခုပါပါမယ်ရှင်ချက်သွေးလေးကတော့လှပြီးတော့စိုးနေတာပဲဒီမှာကြည့်ပါအောင်ရှင်ဒါလေးကိုကြည့်ပါအောင်ရှင်ဒီမှာနံပါတ်လေးက8ပါရှင်ဒါချက်သွေးနော်အနီမဟုတ်ဘူးနော်ဒီရောင်လေးမလို့ချက်သွေးရောင်လေးစိုးဖက်နာပဲနော်ဒါလေးကြိုက်နံပါတ်8လေး11 color ဓာကြီးပါရှင်ဓာကြီးကြိုက်တဲ့သူတွေကတော့ဒီ11 color ဓာကတော့ဘယ်တော့မှရိုးမသွားဘူးနော်ပါတိတ်တွေဘလို့ပြောင်း11 color ဓာဆိုတာဘယ်တော့မှမပြောင်းလဲအစင်လာတစ်ခုချစ်အထိမ့်မဲ့အထင်ကရဖြစ်နေတဲ့တစိတ်ကလေးပါရှင်11 color ဓာလေးကတော့ဒီမှာကြည့်ပါအောင်ရှင်ဒီလိုလေးပါရှင်ဓာလေးက9ဟွာပေါ့ကျွန်းညိုရောင်လေးပေါ့နော်ကျွန်းညိုရောင်လေးပါဒါလေးကြိုက်တယ်ဆိုလို့ရှိရင်နံပါတ်က6လေးပါရှင်2မီတာခွင်းကျဖြစ်လို့ပိန်ပိန်ဝါးဝါးဝတ်လို့ရပါတယ်နော်အရာမကျွတ်စိမ့်မကြအာမခံပါတယ်100ရာခိုင်နှုန်းချီတာလဲအာမခံပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ဒါလေးကနံပါတ်10လေးကလည်းလှရနော်အရောင်လေးကဒီမှာကြည့်အောင်ပန်းစီရောင်လို့မိတ်ကပ်ရောင်လို့ရောင်လေးနော်ဒါလေးဝင်ပေါ်တယ်ရှင်သိလားနော်သူကလေအသားညိုဖြူဒီလိုအရောင်လေးတွေကဝတ်လိုက်ရင်လေပို့ပြီးတော့ပေါ်လွင်သွားတယ်အသားမဲလို့ငါဒီလိုနေရဲကြီးမကြိုက်ဘူးဆိုမဟုတ်ဘူးသူကလေအသားညိုတဲ့သူလေးတွေကိုပါပို့ပေါ်စေတယ်ဒီလိုရောင်လေးကလေနော်ဒါလေးကြိုက်တယ်ဆိုရင်နံပါတ်မှာတော့သူကဒီဇိုင်းလေးကကွဲသွားပြီနော်ဒီဇိုင်းလေးကကွဲသွားပြီသူက11 color ချင်းတူပြီမဲ့သူကကြတော့ช็อกโกแลตညိုလေးပေါ့နော်ช็อกโกแลตညိုလေးသူကကြတစ်ထည်လေးဒီတစ်စင်လေးပဲကျန်တော့မယ်နော်သူ့ရဲ့ပုံစံလေးကဒီလိုလေးပေါ့နော်ဒါတောင်ပန်လေးကိုတောင်ပန်ကကားလေးပေါ့နော်အဲ့လိုပုံစံလေးတောင်ပန်ကကားလေးအမိတ်ကလေးကတော့ဒါအမိတ်ကလေးနဲ့ပေါ့နော်ဒါလေးတိုက်တယ်ဆိုရင်11မှာရှင်နော်ဒါလေးတွေကိုကြံကြိုအထူး short စီ2000ခွဲနဲ့ယူပါနှစ်ခွဲယူမယ်ဆိုရင်ဒလီပေးပါရှင်။မာယူချင်တယ်ဆိုလို့ရှိရင် Viber 932996နဲ့ CB မှာလာမှ